အားလုံးပဲနော်ကျွန်တော်ရဲ့ကိုတူတေဆိုတဲ့ channel ကနေပြီးတော့အားလုံးကိုကြိုဆိုပါတယ်အခုဗီဒီယိုမှာတော့ data တွေကိုဘယ်လိုသိမ်းလဲဆိုတော့ကိုကျွန်တော်ကပြပြပြီးမှဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ file တွေ data တွေဒါမှမဟုတ်လို့ရှိရင် photo တွေကိုသိမ်းဖို့အတွက် SSD တွေ SSD တွေ memory stick တွေကျွန်တော်တို့လိုအပ်တယ်အဲ့တော့အခုချိန်မှာကျတော့ဖုန်းတွေကနေအများကြီးပေါ်လာပြီကျွန်တော်တို့ရဲ့လည်းဖုန်းတွေကိုလဲထပ်လုပ်ရတယ်ဖုန်းတွေလဲထပ်လုပ်တဲ့အပြင်ကမှဆက်ရည်ချိုးရင်းမှုတွေကြောင့် file တွေပြတ်သွားတာမျိုးတွေကြုံရတတ်တယ်ဖုန်းပျောက်ဆုံးတာတွေဖုန်းတွေပျောက်သွားတာတို့ကပိုင်းနဲ့ခံရတာတို့အဲ့လိုရှိတဲ့အတွက်ကြောင့် data တွေအရေးကြီးတဲ့ data တွေ file တွေအရေးကြီးတဲ့ data တွေ file တွေပါသွားတတ်တယ်အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့က online မှာတင်ထားမယ်ဆိုလို့ရှိရင်ဒီလို file တွေကို YouTube လိုအပ်တဲ့အချိန်တိုင်းမှာပြန်လည်ယူလို့ရမှာဖြစ်တယ်ပထမတစ်ခုကတော့မိတ်ဆွေတို့ရင်းနှီးပြီးသားဖြစ်မယ် Google Drive မှာတင်တာ Google Drive မှာတင်တာကနော် Google Drive က Gmail နဲ့ချိန်ပြီးတော့ဝင်ရတာအထက်မှာမိတို့စိတ်ကြိုက် data တင်လို့ရအောင် 50K ကိုအလကားပေးထားရပေါ့ဗျာအဲ့တော့မိတ်ဆွေကြိုက်တဲ့ data တွေ file တွေကို Google Drive ထဲမှာတင်လို့ရတယ်နောက်ပြီးတော့ Google Drive ကတင်ထားတဲ့ file တွေကိုဘယ်လိုတကူ sharing လုပ်လို့ရတယ် data တို့အလုပ်လုပ်တဲ့လူတွေပေါ့ဗျာဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ design တွေဆွဲပြီးတော့ design တွေဆွဲထားတဲ့ design တွေဆွဲပြီးတော့ file ရဲ့အတည်ဟာမျိုးနောက်ပြီးတော့ကျွန်တော်တို့ project တွေအိမ်ဆောက်တာတို့အိမ် design ရေးတာတို့အခန်း design တို့အဲ့လိုရေးထားတဲ့ဟာမျိုးကို Google Drive မှာအဲ့လိုတကူတင်ပြီးတော့ပြန်ပြီးတနည်းကတော့အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်မယ် Telegram မှာတင်နေနေ Telegram မှာတင်နေနေက Telegram မှာကြတော့ကျွန်တော်တို့က channel တစ်ခုကိုထောင်လိုက် channel တစ်ခုထောင်ပြီးလို့ရှိရင်အဲ့ဒီထဲမှာမိတ်ဆွေတို့ရဲ့ data တွေကို upload လုပ်ထားလိုက်လို့ရှိရင်ကိုဝင်ကြည့်ချင်တဲ့အချိန်တိုင်းကိုဝင်ကြည့်လို့ရတယ်ဒီမှာပြောပြတစ်ခုရှိတာက Telegram channel ဒီဖုန်းနံပါတ်နဲ့လုပ်လို့တာဖြစ်တဲ့အတွက်တကယ်လို့ဖုန်းနံပါတ်ဖုန်း sync ကတကယ်လို့ sync ကပြောက်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က data ပြန်ယူလို့မရတာဖြစ်နိုင် sync ကတကယ်ဝယ်ပြီးတော့အကောင့်ဖော်ပြီးတော့ sync ကိုတေချာအိမ်မှာတေချာတင်ထားဖို့လိုအပ်တယ်လိုပြီးတော့အကောင့်တွေက channel တစ်ခုမှာကိုရဲ့ video တွေ file တွေကို upload လုပ်ထားမယ်အဲ့တော့မိတ်ဆွေလူချင်းနဲ့အချိန်တိုင်း file တွေကိုပြန်ကြည့်လို့ရမယ်ဒါကလည်းအခုခေတ် editor တွေအသုံးရတယ် editor တွေသူ file တွေကိုတင်နေsound effect တွေတင်နေ sound effect တွေတင်နေ video transition တွေတင်နေအဲ့လိုနီးနေ editor တွေတင်ကြတယ်ပေါ့ဗျာအဲ့တော့ Telegram ဘဲလားဆိုတော့ Telegram ပဲတင်လို့ရတာမဟုတ်ဘူးကျွန်တော်တို့ Viber လည်းတင်လို့ရတယ်Messenger မှာလည်းတင်လို့ရတယ် group ရှိရဲ့မှန်သမျှမှာတင်လို့ရတယ်တချို့ကျတော့ TikTok မှာတင်ကြတယ်ဒါပေမဲ့ TikTok မှာတင်တာကိုတော့ကျွန်တော်အားမပေးဘူးဘာလို့လဲဆိုတော့ TikTok ဆိုတာကဒီ photo တို့ file တို့ပို့ဖို့အတွက်ထားတဲ့အရာမဟုတ်ဘူးဒါတော့ TikTok မှာတင်တာတော့ကျွန်တော်အားမပေးဘူးအဲ့တော့ဒီလိုတင်ပြီးတော့မရှိလို့ဘာကြိုးရနိုင်လဲဆိုလို့ရှိရင်မရှိလို့နေနဲ့ file တွေကိုတင်ရလွယ်ကူလိမ့်မယ် file တွေကို share ရတာပိုပြီးလွယ်ကူလာလိမ့်မယ်file တွေပြန်ရခက်တဲ့ပြဿနာတွေကိုမရှိလို့ဖြေရှင်းပြီးသားဖြစ်လိမ့်မယ်ကျွန်တော်တို့ညီတဲ့နေအားလုံးသဘောပေါက်နားနေမယ်လို့ထင်တယ်ဒီမော်တို့ဗီဒီယိုဖြစ်တဲ့အတွက်မရှိလို့အတွက်နာကူလူကန်တဲ့ဖြစ်တာတို့နောက်ပြီးတော့တိတ်နားမရှင်းတာဖြစ်တာတို့ဆိုလို့ရှိရင်ကျွန်တော်ကပဲကြည့်ရှုပြီးရတဲ့အတွက်ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်